အခုရောက်နေတဲ့နေရာတော့ Sirona Hotel မှာကျင်းပပြုလုပ်နေတဲ့ Geely ရဲ့ EV SUV အသစ်မိတ်ဆက်ပွဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရှေ့တဲ့မှာစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်သူ museum လို့ decoration နေတယ်ဒါပေမဲ့ဒီဘက်မှာတော့သူ EX5 ပုံစံကိုပြလိုက်ပေါ့နော် Geely ရဲ့ SUV အသစ် EX5 ကျွန်တော်ကြည့်ရတော့ luxury တော်တော်ဖြစ်ပါတယ်အပြင်မှာတော့ကျွန်တော်လည်းမမြင်ဘူးသေးဘူးပေါ့နော်ဆိုတော့ဈေးကလည်းတက်တာမယ်လို့တော့ကျွန်တော်ကြားပါတယ်ဆိုတော့တက်တာပါလိမ့်မယ်ဈေးမကြီးတဲ့ EV SUV luxury ပေါ့နော်ဆိုတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်လည်းအပြင်မှာမကြည့်ရသေးပါဘူးဆိုတော့အထက်မှာကြည့်လိုက်ရအောင်ကဲခုဒါတော့3650အပီးစီးနေပေါ့နော် Geely ရဲ့ EV SUV အသစ် EX5 ပဲဖြစ်ပါတယ်ကဲတော့ Simo တင်တာပေါ့နော် Simo တင်တာဘယ်လိုပဲဖြစ်ဖြစ်ကလုံးဝကြည့်တဲ့ design ကိုလုံးဝသေးတဲ့ပုံစံလို့လုံးဝမပေါ်ဘူးပေါ့နော်ကြီးတဲ့ပုံစံကိုလုံးဝပေါက်ပါတယ်ကဲဒီက segment က C segment ဖြစ်ပါတယ်ဆိုတော့ဒါပြောရရင်တော့ mid size ထက်တော့သေးတယ်ဆိုတဲ့အဓိပ္ပာယ်တော့တက်ရောက်တယ်ဒါပေမဲ့ပုံစံကိုကြည့်ကြည့်ပေါ့နော်လုံးဝသေးတဲ့ပုံစံမပေါက်ပါဘူးပြီးအတွင်းကလည်းအကျယ်ကြီးပါဆိုတော့ပြောရင်တော့2010အောက်ပိုင်းက model ရဲ့ mid size လောက်ကိုရှိပါတယ်ကဲဆိုတော့ဒီမှာကျွန်တော်ခုကြည့်ရပါတော့ speakers တွေရမ်းလည်နေပြီးထူးခြားတာကတော့ cruise control ကထူးခြားဆိုတာလေသူဒီဒစိတ်လေးပေါ့နော်ဒစိတ်ကလေးကသူ cruise control ရှိရမယ့်နေရာလေးမှာသူကမရေးထားဘူးပေါ့နော်မရေးထားပေမဲ့သူဒီတိုင်းလေးပဲအပြောက်ကလေးစမဲအဲ့ဒါကိုနှိပ်လိုက်လို့ရှိရင် cruise control ပေါ့နော်သူ adaptive cruise control တွေရော intelligence ဟာတွေရောအကုန်ပါတယ် AI နဲ့ပတ်သက်တဲ့ cruise control မှာအကုန်ပါတယ်ဗျာဒါပေမဲ့မရေးတာဘူးတော့ဒီဘေးကတကယ်ခီးတဲ့ထိုင်ကုန်ပေါ့နော်ခီးတဲ့ထိုင်ကုန်တော့တကယ်လမ်းတာတော့ဒါအောက်ကခြေထောက်ကြီးဒါကတော့ပြောရရင်တော့ alpha တွေမှာပဲဒီအရှိမဒီဂျပန်ဂိုင်းလို့ပြောရရင်ဒီအခြေအားကြီးကပါပေါ့နော်ဆိုတော့အခုဒီမှာပါလာပြီဆိုတော့အဲ့ဒါလမ်းနေပြီးတော့ဒီဈေးနဲ့ဒီ size နဲ့အရှိနှစ်ခုလုံးမှာ massage ပါတယ်ထိုင်ကုန်အပူအေးပါတယ်ဆိုအဲ့ဒါတော်တော်လမ်းနေပါပြီဒီကားကိုဝယ်ရမယ့်ရည်ရွယ်ချက်တွေထဲမှာအဲ့ဒါတွေကဒါအဓိကဖြစ်ပါလိမ့်မယ်ပေါ့နော်ကျွန်တော်ထင်တာတော့ဆိုတော့တခြားဟာတွေမှာဆိုရင်တော့မပါဘူးပါလဲဈေးပိုကြီးရယ်ဗျာတော့ဒီ speakers တွေကfly me sound ပေါ့နော်ဒါအရှိမှလည်းအများကြီးပဲဆိုတော့နောက်တွေမှာလည်းရှိရယ် speaker စုပေါင်းဘယ်နှလုံးရှိရလဲမသိ speaker စုပေါင်း16လုံးတောင်ရှိရယ်ပေါ့ဒီ1650ကားမှာဒီပြောရင်တော့ဒါ mid size တော့မဟုတ်ဘူးဒါပေမဲ့ mid size လောက်ကိုကြီးတဲ့ဒီ EV SUV မှာ speaker 16လုံးဒီအတွင်းကဟာ feature အတွင်းကဒီပုံစံအနေထားကိုကြည့်ရင်လေပေါ့နော်တော်တော် luxury ဖြစ်တယ်ပေါ့နော်ဒါ ambient lights တွေambient lights တော့တခြားကိုက်မှာလည်းပါပါတယ်ထောက်ပါတော့ဒါပေမဲ့သူ့ရဲ့တကယ် steering မှာရှိတဲ့ခလုတ်အနေထားတွေအစားပေါ့နော်luxury ဘက်တော့သွားပါတယ်။ဒီ Geely ကဘယ်လိုဖြစ်ဖြစ် luxury ဘက်ကိုတော်တော်ဦးစားပေးပြီးတော့ဒီ EX5 မှာပြသထားပါတယ်ပေါ့နော်။ဆိုတော့ so anyway ကွာဒီ speaker လှည့်တဲ့ခလုတ်တွေပေးတာလည်းဒါကျွန်တော်ကြိုက်တယ်ပေါ့နော်။ဒါဆိုတော့ကျွန်တော် Z camera ဆိုရင်ဒီခလုတ်တွေမပေးတော့ screen ကပဲထိန်းရတာဗျ။ဒီ EV တွေထုံးစံတိုင်းသူတို့ကဒီ long wheel base ပေါ့နော် wheel base ကိုရှည်ရတော့တဲ့လက်ကုန်းတော့တော်တော်ကျယ်တယ်။ကားကအရန်အကြီးမဟုတ်ပေမဲ့တော်တော်ကျယ်တယ်ပေါ့နော်အထဲမှာ။ဆိုတော့ဒီကားရဲ့ထူးခြားချက်ကတော့ခုနကပြောတဲ့အတိုင်းပဲပေါ့နော် luxury သူကတော်တော်များများနေရာတွေအကုန်လုံးက luxury features တွေနဲ့ပြည့်ပါတယ် leather တွေ soft touch တွေပေါ့နော်အဲ့ဒါမိုက်တယ်ဗျာဆိုတော့အဲ့ဒါနဲ့ဒီကားဝယ်ဖို့လုံလောက်တယ်အဲ့လိုပဲ headroom ကျယ်တယ် knee room မြင်တဲ့အတိုင်းပဲဆိုတော့အရက်6ပေကျော်တဲ့လူတွေလည်းဒါအဆင်ပြေလိမ့်မယ်ဒါကတော့အားသွင်းတဲ့အပေါက်ပေါ့နော်ဆိုတော့ fast charging ဆိုတော့ AC level 2နဲ့ဆိုရင်11 kWh ထိ slow hour ရတယ်ပြီး fast charging က100ထိရတယ်ဆိုတော့အခုမြန်မာနိုင်ငံမှာရှိတဲ့ဒီအမြန်ဆုံးလုပ်လို့ရတဲ့ဟာတွေကတော့ကျွန်တော်သိတော့60ပေါ့နော်ကဲထားပါတော့ကဲ anyway 100ရမယ်ဆိုရင်ဒီကောင်100ထိရတယ်ဆိုတော့ဒီကောင်ရဲ့ battery ကတော့60 kWh ပေါ့နော်range ကပြောရရင်တော့ WLTP ကို420ရပါတယ်မဆိုးပါဘူးပုံမိတာရှာတယ်တကယ်ပုံမိတာမတွေ့မင်းသားကဘယ်လိုခံစားရလဲပေါ့နော် EX5 ကိုအမှန်တမ်းပြောတော့တော်တော်ကြိုက်တယ်ဘာလို့ဆိုတော့ကျွန်တော်ရဲ့အမေအတွက်ကြိုက်တာပေါ့နော်ကျွန်တော်မိသားစုဆိုတော့ဒီကားကိုဒီလိုဆိုချင်တာပါ Okay တော့ sorry ရတယ် EV ကားလိုချင်တဲ့တကြီးပြောနေတော့ဒါလေးက price point ကို budget ကို I think မေးပဲရှာတယ်ဒီကကြည့်လိုက်အထဲမှာ luxury ကြီးပဲကွာဒီ passenger seat တဲ့ရှိကခြေတော့ကြီးနေတာ Alpha 2008မှာAlpha လို့ပါတော့ပါတာပေါ့နော်အခုနောက်ပိုင်းဒီ budget တွေမှာတော့ဒါပါလာတယ်အဲ့ဒါမိုက်တယ် Angel Demon နာမည်ပါရှိတယ် Angel Demon တော့နှချောင်းပါတယ်တော့ပုံစံတော့ရိုးရိုးပဲနောက်ဖုံးဖွင့်လို့ရမယ်တော့ပိတ်ဖွင့်ရမယ်ကဲဆိုကားကြောင်းလည်းတော်တော်သိသွားပြီလို့ထင်ပါတယ်အခုဒါဝယ်မယ်ဆိုရင်တော့ဒါ Geely showroom မှာလာရောက်ပြီးတော့ကြည့်ပြီးတော့ဝယ်လို့ရပါပြီဆိုတော့ကပထမတော့ကုန်ဝိုင်းလို့တော့ပြောတယ်ဒုတိယတော့လာပါလိမ့်မယ်ကဲတော့ဒါပါပဲကျေးဇူးတင်ပါတယ်